အားလုံးပဲမင်္ဂလာပါကဘာဦးကျန်ခန်းကြီးစနစ်ကိုအတူတကွဖတ်ရှုဖို့ရန်အားလုံးကိုခေါ်ပေးပါတယ်။ထာဝရဘုရားသည်လည်းအပြင်ကိုခေါ်တော်မူ၍တင်းဤပြင်းသည်တကွအမျိုးသားချင်းပေါက်ဖော်များတွေကထပ်ပြီးလေငါပြလက်တဲ့တော်ပြည်တို့တာလောငါသည်တင့်ကိုလူမျိုးကြီးဖြစ်စေမည်ငါကောင်းကြီးပြီးတင်းဤနာမကိုကြီးမြတ်စေမည်တင်းဒီကောင်းကြီးခင်ရတော်သူဖြစ်လိမ့်မည်တင့်ကိုကောင်းကြီးပြီးတော်သူကိုငါကောင်းကြီးပေးမည်တင့်ကိုကျင့်စေတော်သူကိုငါကျင့်စေမည်တင့်အားဖြင့်လေလူမျိုးပေါင်းတို့သည်ကောင်းကြီးမင်္ဂလာကိုခံရကြလိမ့်မည်ဟုမိန့်တော်မူ၏ထို့သောထာဝရဘုရားမိန့်တော်မူသည့်အတိုင်းအပြင်ထက်သား၍လောကလည်းလိုက်လေ၏အပြင်သည်ခါရမျိုးမှထက်သားတော့အခါအသက်85နှစ်ရှိ၏အပြင်သည်မယားစာရဲ့အကိုတာလောတာနှင့်ဥစ္စာရတဲ့တမျှ၎င်းခါရမျိုး၌ရတော့လူတို့ကို၎င်းယူပြီးလျင်ခါနှင့်ပြည်တို့ရောက်ခြင်းကထက်သား၏ထိုပြည်တို့ရောက်ကြ၏အပြင်သည်ထိုပြည်ကိုလျှောက်သား၏ရှိခင်အရက်မောရတပိတ်ပင်တို့ရောက်လေ၏ထိုအခါခါနှင့်မျိုးသားတို့သည်ထိုပြည်၌ရှိကြရ၏ထာဝရဘုရားသည်အပြင်အားထင်ရှား၍ဤပြည်ကိုတင်းဤအမျိုးနွယ်အားငါပြီးမည်ဟုမိန့်တော်မူ၏ထို့သောထင်ရှားတော်မူသောထာဝရဘုရားကိုထိုရက်၌ရစ်ပလင်ကိုတည်လေ၏ထိုရက်မှသွားပြန်၍ပေတလာမျိုးအရှိ၌ရှိသောတောင်တို့ပြောင်းတဲ့ဖြင့်ပေတလာမျိုးအရှိအာဤမျိုးအနောက်ဆက်ကြမှာတဲကိုဆောက်၍ထာဝရဘုရားကိုရစ်ပလင်ကိုတည်ပြီးလျင်ထာဝရဘုရား၏နာမတော်ကိုပဌနာပြု၏အပြင်သည်ခရီးသွားလျက်ပြောင်းလျက်တောင်မျက်နှာတို့ရောက်လေ၏ထိုနောက်ခါနန်ပြည်၌အစာခေါင်းပါခြင်းဖြစ်၏အလွန်အစာခေါင်းပါတော့ကြောင့်အပြင်သည်အေဂလိုပြည်၌တဲခိုခြင်းကတွားလေ၏အေဂလိုပြည်နှင့်ညီသောအခါမိမိမယားစာရေးကိုတင်းသည်အစင်းလာတော့မိမဖြစ်သည်ကိုငါတည်၏အေဂလိုလူတို့သည်တင့်ကိုမြင်သောအခါဤမိမသည်သူ၏မယားဖြစ်၏ဟုဆိုလျက်ငါကိုတက်လက်၍တင့်ကိုအသက်ချမ်းသာပေးလိမ့်မည်တို့ဖြစ်၍တင်းသည်ငါနှမဖြစ်ကြောင်းကိုပြောပါလောတို့ပြောလျင်တင်းအသက်ငါကောင်းစားလိမ့်မည်တင်းဤကျေးဇူးအပြင်ငါအသက်ချမ်းသာရလိမ့်မည်ဟုဆို၏အပြင်သည်အေဂဒိုပြည်သို့ရောက်သောအခါသူ၏မယားသည်အလွန်အစင်းလာသည်ကိုအေဂဒိုလူတို့သည်မြင်ကြ၏ဖာရောဘုရင်၏မူးတော်မတ်တော်တို့လည်းမြင်၍ရှိတော်၌ချီးမွမ်းပြီးလျင်နန်းတော်တို့တင်ရကြ၏ဖာရောဘုရင်သည်ထိုမိန်းမအတွက်အပြင်၌ကျေးဇူးပြုသည်ဖြင့်သူသည်တိုးနွားမိသည့်မိမကျွန်းယောက်ျားကျွန်းမိန်းမကလအုပ်များနှင့်ကြွယ်ဝ၏ထာဝရဘုရားသည်အပြင်၏မိယာစာရဲ့အတွက်ကြောင့်ဖာရောဘုရင်မှစာ၍နန်းတော်သားတို့ကိုကြီးတော်ပေးတဲ့ဖြင့်ဆုံးမတော်မူ၏ဖာရောဘုရင်သည်လည်းအပြင်ကိုခေါ်၍တင်းသည်ငါ၌ပြုတော်မူကားအဘယ်တို့နည်းသူသည်တင်း၏မိယာဖြစ်ကြောင်းကိုငါအားအဘယ်ကြောင့်မပြောသည်နည်းငါသည်သူ့ကိုသိမ့်ပိုက်စေခြင်းငါသူသည်ငါနှမဖြစ်သည်ဟုအဘယ်ကြောင့်ဆိုသည်နည်းတင်း၏မိယာကိုယခုယူ၍တွားလောဟုအမိန့်ရှိ၏ထို့သောအပြန်မှုကိုစီရင်၍မိမိလူတို့အားမှားထားသည်ဖြင့်သူတို့သည်အပြန်၌ရှိသည်များသောဥစ္စာနှင့်တကွတမီးမောင်နှံတို့ကိုလွတ်လိုက်ကြ၏ကြားနာတော်ရောက်ခြင်းစီရင်ပေါ်မှာဖျားရှင်သား၏ကောင်းချီးပေးပါစေအာမင်